မြစ်ထဲမှာရေချိုးရင်းမတော်တဆရေနစ်တည်ဆုံသွားတဲ့အမျိုးသမီးလေးရဲ့ဝိညာဉ်ဟာလေထဲမှာလွှမ်းမြောနေခဲ့ပါတယ်။သူမဟာဖခင်ဖြစ်သူစီဘလို့နီးနဲ့အိမ်မက်ပေးရမလဲဆိုတာကိုစိုးရိမ်တကြီးစဉ်းစားနေမိတာပေါ့။အဲ့ဒီအချိန်မှာပဲလူတစ်ယောက်ကသူ့မစီကိုကူးခတ်လာပါတယ်။ထူးဆန်းတာကအဲ့ဒီလူရဲ့ကိုယ်ထက်ပိုင်းကရုပ်ချောတဲ့လူသားတစ်ယောက်လိုဖြစ်ပေမဲ့ကိုယ်အောက်ပိုင်းကတော့ငါအမြင့်ဖြစ်နေတာပါ။သူကအမျိုးသမီးလေးရဲ့ရုပ်အလောင်းကိုကမ်းပေါ်တဲထုတ်သွားပြီးနောက်ငုံကြည့်ကနဖူးကိုအตาရနမ်းရှိုက်လိုက်ပါတယ်။အဲ့ဒီအခါမှာတော့သူမရဲ့ဝိညာဉ်ဟာခန္ဓာကိုယ်ထဲကိုချက်ချင်းပြန်ဝင်သွားခဲ့ပါတော့တယ်။အမျိုးသမီးလေးဟာရုတ်တရက်ထိုင်လိုက်ပြီးမျိုးမိထားတဲ့ရေတွေကိုအတင်းအန်ထုတ်လိုက်ပါတယ်။သူမရဲ့အသက်သခင်ကျေးဇူးရှင်ကိုကျေးဇူးဆက်ချင်တာကြောင့်မြို့တော်မှာအတော်ဆုံးဆိုတဲ့ဆရာဝန်ကိုရှာပြီးသူ့ကိုကုသပေးဖို့စီစဉ်ပါတော့တယ်။ဆရာဝန်ကသူ့ကိုတစ်သားပြပုံမှာလက်အိတ်ခိုင်းပြီးနောက်ခွေးသွေးတွေကိုတိုက်ကြွေးကနှစ်ချိုက်အိပ်ပျော်သွားအောင်လုပ်လိုက်ပါတယ်။တရက်နဲ့တညကုသပြီးတဲ့နောက်မှာတော့ထူးဆန်းစွာပဲအမျိုးသမီးလေးရဲ့ကျေးဇူးရှင်မှာငါအမည်စာလူသားခြေထောက်တွေပေါ်လာခဲ့ပါတယ်။သူမတေချအကြည့်မိတော့သူဟာအရက်ရှိရှိရုပ်ရည်အလွန်ချုံမောတဲ့လူတစ်ယောက်ဖြစ်နေတာကိုတွေးလိုက်ရပါတယ်။ဒါကြောင့်သူမကသူ့ကိုငွေကြေးတချို့ပေးပြီးယာယီအခြေချနေထိုင်ခိုင်းခဲ့တယ်လို့နောက်တစ်ချိန်အရွယ်ရောက်ရင်ပြန်ဆောင်ကြဖို့လည်းကတိပေးခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာကိုဘွားနဲ့ကိုလမ်းခွဲခဲ့ကြတာပေါ့။ဒါပေမဲ့နောက်တစ်နေ့မှာပဲဖခင်ဖြစ်သူကသူမကိုစာကြည့်ခန်းနဲ့ခေါ်ပြီးတတိယမင်းသားလက်ထက်တော်မှာမို့သမီးကိုနန်းတော်ထဲလွှတ်ဖို့စီစဉ်ထားတယ်လို့ပြောလိုက်ပါတယ်။သူမကချက်ချင်းပဲညှင်းဆန်လိုက်ပြီးသူမမှာချစ်သူရှိနေပြီဖြစ်ကြောင်းနန်းတွင်ထဲကိုဘယ်တော့မှလက်ထက်မဝင်နိုင်ကြောင်းအပြက်ပြောလိုက်ပါတယ်။ဖခင်ဖြစ်သူကမျက်နှာပြတ်သွားပြီးအဲ့ဒီလူကဆင်းရဲတဲ့စာတင်သားတစ်ယောက်ပဲသမီးကိုဘလို့လောက်တာရတဲ့ဘဝပေးနိုင်မှလဲလို့ငောင်းငန်းပါတော့တဲ့အမျိုးသမီးလေးကလည်းသမီးလိုချင်တာကစစ်မှန်တဲ့မေတ္တာတရားပဲလို့ပြန်လဲချေပရင်တားဖားနှစ်ယောက်အပြင်းထန်စကားများကြပါတော့တယ်။သူမဟာအခန်းထဲကပစ္စည်းတွေကိုရိုက်ခွဲပြီးအလျှော့ပေးမဲ့စာတေးလိုက်ပါမယ်လို့ချင်းချောက်ခဲ့ပါတယ်။ဖခင်ဖြစ်သူဟာမျက်ရည်တွေဝဲလာပြီးစိတ်နာနာနဲ့ပဲဒီအိမ်ကအခုချက်ချင်းဆင်းသွားတော့လို့ပြောလိုက်ပါတယ်။သူမလည်းတွတ်ဆုပ်မနေပဲအဲ့ဒီလူနဲ့အတူဘဝကိုဖျက်ဆီးမှုဆုံးဖြတ်ပြီးထွက်လာခဲ့ပါတော့တယ်။တိတ်မကြခင်မှာပဲမိသားစုရဲ့ကန့်ကွက်မှုတွေကြားကသူတို့နှစ်ယောက်လက်ထပ်လိုက်ကြပါတယ်။သူ့ရဲ့အိမ်လေးကတော့သူမရဲ့တောင်းရလက်ခွဲပစ္စည်းတွေတောင်ထားစရာမရှိတော့အောင်တင်းငယ်ပြီးစုပ်ပြက်နေတဲ့ဝင်းချံလေးတစ်ခုပါ။မျိုးသားကသူမကိုအားနာကြောင်ပြောပေမဲ့သူမကတော့သူ့လက်ကိုတင်းတင်းဆုပ်ကိုင်ရင်းအခက်ခဲမှန်သမျှအတူတူကြော်ဖြတ်ကြမယ်လို့ကတိပေးခဲ့ပါတယ်။အမျိုးသားကိုပညာထူးချွန်စေဖို့အတွက်သူမရဲ့အဖိုးတန်ပစ္စည်းတွေကိုရောင်းချပြီးမင်းစုပ်တန်နဲ့စာအုပ်တွေကိုဝယ်ပေးခဲ့ပါတယ်။နာမည်ကြီးဆရာတွေစီမှာပညာသင်ခွင့်ရဖို့လဲဘေးလူတွေရဲ့အကြည့်စိမ့်တွေကိုအောက်ခံရင်အကူအညီတောင်းခဲ့ရပါတယ်။နောက်ဆုံးမှာတော့မြို့တော်ကစာမွေးပွဲကြီးကိုတွားဖြစ်ဖို့အတွက်သူမရဲ့မိခင်ချန်ထားခဲ့တဲ့ရွှေထည်တွေကိုပါပေါင်နှံပြီးခီးစရိတ်ရှာပေးခဲ့ရပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီအမျိုးသားဟာစာမွေးပွဲမှာပထမကအောင်မြင်သွားခဲ့ပါတယ်။သတင်းကောင်းကလမ်းတစ်လျှောက်ပြန့်နှံ့သွားပြီးသူမလည်းအတိုင်းမသိဝမ်းသာမိတာပေါ့။6နှစ်တိုင်စူးစမ်းခဲ့ရသမျှအရာထင်ပြီးဒုက္ခတွေပြီးဆုံးပြီလို့သူမထင်နေခဲ့တာပါ။ဒါပေမဲ့နောက်တစ်နေ့မှာပဲသူမရဲ့ဖခင်ဟာလူယုံမာတွေရဲ့လုပ်ကြံမှုကိုခံလိုက်ရပြီးစစ်သုံးငွေတွေကိုအလွဲသုံးစားလုပ်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ထောင်ထဲထည့်ခံလိုက်ရပါတယ်။သူမရဲ့ဖခင်ဟာတိုင်းပြည်အပေါ်တစ်သက်လုံးတစ္ဆာရှိခဲ့သူမို့ဒီလိုမျိုးဘယ်တော့မှမလုပ်ဘူးဆိုတာသူမသိနေပါတယ်။ဒါကြောင့်အာနာရှိလာတဲ့သူမရဲ့ခင်မုန်းကပဲဖခင်ရဲ့အပြစ်မဲ့ကြောင်းကိုတက်တည်ပြပေးနိုင်လိမ့်မယ်လို့မျှော်လင့်ချက်အပြည့်ထားခဲ့တာပေါ့။ဒါပေမဲ့ဖခင်ဖြစ်သူဒုက္ခရောက်ကြတဲ့ကခင်မုန်းဖြစ်သူရဲ့စိတ်ဓာတ်ဟာလုံးဝပြောင်းလဲသွားပါတယ်။သူဟာသူမအပေါ်အေးဆက်ဆက်နဲ့ခက်စိမ့်စိမ့်ဆက်ဆံလာပါတော့တယ်။သူမဟာကိုဝင်ရှိလာတဲ့အခါဒီကလေးလေးကပဲသူတို့အိမ်အောင်ရေးကိုပြန်လဲကူစားပေးနိုင်မလားလို့မျှော်လင့်ခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့ခင်မုန်းဖြစ်သူကတခြားအမျိုးသမီးတစ်ယောက်ကိုအိမ်ခေါ်လာပြီးသူမဟာငယ်တငယ်ချင်းဖြစ်ကြောင်းမယားငယ်အဖြစ်တိမ့်ပိုက်မှာဖြစ်ကြောင်းပြောလိုက်ပါတယ်။အမျိုးသမီးလေးဟာမိုးကြိုးဖြစ်ခံလိုက်ရတယ်လို့ခံစားလိုက်ရပြီးသူပေးခဲ့တဲ့နင်းတယောက်တည်းကိုပဲချစ်ပါမယ်ဆိုတဲ့ကတိတွေကိုတတိယနေမိတာပေါ့ဒါပေမဲ့ခင်မုန်းဖြစ်သူကတော့ဘာအပြစ်ရှိစိတ်မှမရှိတဲ့အပြင်သူမကိုပဲအကျိုးအကြောင်းမရှိရန်ရှာသူလို့ဆွဆွဲပြီးကိုမျိုးသမီးကိုပဲအိမ်မှာဆက်ထားဖို့ဆွလုပ်ပါတော့တယ်သူမဟာဒေါသတကြီးနဲ့ညှင်းခုန်ရင်းပိုက်ထဲကအောက်တက်လာပြီးမဲ့သူကတော့လှည့်တောင်မကြည့်ပါဘူးမယားငယ်ဖြစ်သူကလည်းသူမကိုညီမျိုးစုံနဲ့ဒုက္ခပေးတယ်လို့အကြည့်တွေနဲ့ပါစိန်ခေါ်လောင်ပြောင်းတတ်ပါတယ်အိမ်စီတွေကအထိသူမကိုကြွယ်ရမှာကဲ့ရဲ့လာကြပါတယ်သူမကတော့ပိုက်ထဲကကလေးလေးကိုအตาရပုတ်တက်ရင်ဒီကလေးလေးသာမွေးလာရင်ငါအတွက်အကူရဖြစ်မှာပါလို့ကိုအားပေးနေခဲ့ပါတယ်ဒါပေမဲ့မိုးတဲထန်စွာရွာသွန်းနေတဲ့တနေ့မှာတော့သူမဟာမခံမရက်နိုင်အောင်ဘိုက်နာလာပြီးကလေးမွေးဖို့ပြင်ဆင်ရပါတော့တယ်အိမ်စီတွေကဆရာဝန်သွားခေါ်တာအတော်လေးကြာနေခဲ့ပါတယ်နောက်မှသိလိုက်ရတာကတော့ခင်မုန်းဖြစ်သူဟာဆရာဝန်ကိုဟိုမျိုးသမီးနားမှာပဲထားခဲ့တာပါဟိုမျိုးသမီးကခြေချင်းဝစ်လေးပဲလဲသွားတာဖြစ်ပေမဲ့သူကတော့အသက်အန္တရာယ်စိုးရိမ်နေရတဲ့ဇနီးတွေကိုပြစ်ထားပြီးဟိုတယောက်ဖက်ကိုပဲပါနေခဲ့တာပါအမျိုးသမီးလေးဟာနာကျင်မှုတွေကြားကအော်ဟစ်အကူအညီတောင်းပေမဲ့ဘယ်သူမှလှည့်မကြည့်ခဲ့ပါဘူးနောက်ဆုံးမှာတော့ဝမ်းထဲကကလေးလေးဟာမလှုပ်ရှားတော့ပဲတေဆုံးသွားခဲ့ရပြီးသူမရဲ့နှလုံးသားလည်းပြာကျသွားခဲ့ရပါတယ်နောက်တနေ့မှာတော့ဟိုအမျိုးသမီးကအောင်နိုင်သူတယောက်လိုလာရောက်လောင်ပြောင်ပါသေးတယ်ကလေးလောင်းကိုလည်းသူ့တန်မှာပဲဒီအတိုင်းပြစ်ထားလိုက်ပြီလို့သိလိုက်ရပါတယ်ကလေးဆုံးရှုံးပြီး10ရက်အကြာသူမနေမကောင်းဖြစ်ပြီးအိပ်ရာထဲလဲနေတဲ့အချိန်မှာပဲခင်မုန်းဖြစ်သူကအခန်းထဲအတင်းဝင်လာပြီးဘာမှပြောညာမပြောနဲ့သူမကိုအပြင်းထန်ရိုက်နှက်ပါတော့တယ်သူမကဟိုအမျိုးသမီးကိုအစိတ်ခတ်တယ်ဆိုပြီးဆွဆွဲတာပါရိုက်နှက်ပြီးတဲ့နောက်မှာတော့ကွာရှင်းစာချုပ်ကိုပြစ်ပေးပြီးသူမကိုအမိုက်တစ်ခုလိုအိမ်ပြင်ကိုကန်ထုတ်လိုက်ပါတော့တယ်အမျိုးသမီးလေးဟာလုံးဝမျောလင့်ချက်မဲ့သွားပြီးတေးချင်စိတ်တွေပဲပေါက်နေပါတော့တယ်။သူမရဲ့အတိစိတ်တွေဝေဝါးသွားတဲ့အချိန်မှာပဲတစုံတစ်ယောက်ကသူမကိုပွေ့ချီလိုက်ပြီးမင်းကိုငါခေါ်သွားပါမယ်ဆိုတဲ့ရှက်တာအတန်နဲ့ကြီးကိုနားထဲမှာကြားလိုက်ရပါတယ်။ပြန်လို့လာတဲ့အချိန်မှာတော့သူမဟာအိဆက်နေတဲ့ကတင်ထက်မှာရောက်နေပြီးဘယ်နေရာရောက်နေမှန်းမသိပဲငေးကြည့်နေမိပါတယ်။အဲ့ဒီအချိန်မှာပဲတကားပွင့်လာပြီးလူရေးတစ်ခုကသူမစီကိုဖြည်းဖြည်းချင်းရှောက်လာပါတော့တယ်။